အိမ်အောင်မပြုခင်မဖြစ်မနေနားလည်ထားရမယ့်အချက်တစ်ခုအိမ်အောင်ပြုလိုက်တာနဲ့လူနှစ်ယောက်ရဲ့ပြဿနာတွေကအလိုလိုပျောက်သွားမှာမဟုတ်ပါဘူးတကယ်တော့အိမ်အောင်ရေးကကိုယ့်ရဲ့အားနည်းချက်တွေကိုပိုပြီးပေါ်လွင်လာစေပါတယ်အိမ်အောင်မပြုခင်ကတည်းကကိုမယုံကြည်မှုတွေရှိနေတယ်ဆိုရင်အိမ်အောင်ပြုပြီးတဲ့အခါအဲ့ဒီမယုံကြည်မှုတွေပိုပြီးပေါ်လာနိုင်ပါတယ်ငွေကြေးကိုတာဝန်ယူပြီးမသုံးတတ်ဘူးဆိုရင်လည်းအိမ်အောင်ပြုပြီးတဲ့အခါငွေကြေးပြဿနာတွေရဲ့နောက်ဆက်တွဲတွေပိုကြီးလာနိုင်ပါတယ်တယောက်နဲ့တယောက်ကောင်းကောင်းမဆက်သွယ်ပြောဆိုတတ်ဘူးဆိုရင်တေးသေးလေးနားလည်မှုလွဲတာတွေကနေကြီးမားတဲ့ပဋိပက္ခတွေဖြစ်လာနိုင်ပါတယ်ကိုယ့်ရဲ့အကန့်အသတ်တွေကိုမတတ်မှတ်တတ်ဘူးဆိုရင်အိမ်အောင်ရေးထဲမှာအဲ့ဒီအားနည်းချက်ကပိုပြီးပေါ်လာပါလိမ့်မယ်ပြီးတော့ကိုယ်စိတ်ခံစားချက်တွေကိုထိန်းချုပ်တတ်အောင်မလေးလာထားဘူးဆိုရင်နောက်ဆုံးမှာကိုယ်စိတ်ခံစားချက်တွေကပဲကိုယ်အိမ်အောင်ရေးကိုထိန်းချုပ်သွားနိုင်ပါတယ်ဒါကြောင့်ကိုယ့်အတွက်တင့်တော်တဲ့အိမ်အောင်ဘက်ကိုရွေးချယ်တာကအရေးကြီးပါတယ်ဒါပေမဲ့အဲ့ဒီလောက်နဲ့မလုံလောက်ပါဘူးကိုယ်တိုင်လည်းပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်ကြိုးစားဖို့အရေးကြီးပါတယ်အိမ်အောင်ရေးဆိုတာပြည့်စုံပြီးသားလူနှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ရှာတွေ့ကြတာမဟုတ်ပါဘူးမပြည့်စုံသေးတဲ့လူနှစ်ယောက်ကအတူတူတိုးတက်ဖို့တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်နားလည်ဖို့တစ်ခါတလေအလျှော့ပေးဖို့ခွင့်လွှတ်ဖို့နဲ့ကိုယ်တာဝန်ကိုယူဖို့ဆုံးဖြတ်ကြတာပါဒါပေမဲ့အဲ့ဒီအရာတွေကိုလုပ်ရင်းနဲ့ကိုတော့မပြောက်ဆုံးသွားစေသင့်ပါဘူးအိမ်အောင်ပြုတဲ့အခါတစ်ဖက်လူကငါဘဝကိုပြည့်စုံအောင်လုပ်ပေးလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့မဝင်ပါနဲ့အဲ့ဒီအစားကိုဘသူလဲကိုဘာကိုတန်ဖိုးထားလဲဘလို့အရာတွေကိုလက်ခံမလဲဘလို့အရာတွေကိုလက်မခံနိုင်ဘူးလဲပြီးတော့ဘလို့ဘဝမျိုးကိုအတူတူတည်ဆောက်ဖို့အသင့်ရှိလဲဆိုတာတွေကိုကိုယ်တိုင်သိထားပြီးမှအိမ်အောင်ရေးတဲ့ဝင်ပါကိုလက်ထက်မဲ့သူကအရေးကြီးပါတယ်ဒီလိုအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ထားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်